ဘာလင်တိုင်းကြီးပြိုလဲသွားခဲ့ပြီးနောက်မှာတော့ကမ္ဘာကြီးရဲ့ဦးဆောင်သူကမ္ဘာအင်အားအကြီးမားဆုံးနိုင်ငံဖြစ်လာသူကတော့အမေရိကန်ပဲဖြစ်ပါတယ်။အမေရိကန်ဟာဒီကမ္ဘာလုံးကိုစစ်ရေးစီးပွားရေးနဲ့နိုင်ငံရေးကဏ္ဍ၃ရပ်စလုံးမှာလွှမ်းမိုးပစ်နိုင်ခဲ့တာပါ။ဒါပေမဲ့လည်းလာမယ့်15နှစ်တာကာလအတွင်းမှာတော့အမေရိကန်ကိုစိန်ခေါ်နိုင်မဲ့နောက်ထပ်နိုင်ငံထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။အဲ့ဒါကတော့တရုတ်လားရုရှားလားမဟုတ်ပါဘူး။အခုကျွန်တော်ပြောပြမယ့်နိုင်ငံဟာမိတ်ဆွေတို့အတွေ့တဲ့စိတ်ကူးထဲမှာရှိနေမဲ့နိုင်ငံတော့မဟုတ်ပါဘူး။တိတ်မကြခင်မှာပဲကျွန်တော်ကမ္ဘာကြီးရဲ့ power chain ခွင့်ရှာဟာအဲ့ဒီနိုင်ငံကြောင့်အပြောင်းလဲကြီးပြောင်းလဲသွားနိုင်ပါတယ်။စိတ်မကောင်းစရာကတော့ကောင်းသောပြောင်းလဲခြင်းမျိုးနဲ့ပြောင်းလဲနိုင်ဖို့ကဖြစ်နိုင်ခြေနည်းနေတာပါပဲ။ဆိုတော့ကျွန်တော်ကမ္ဘာကြီးကိုလှုပ်ကင်ပြစ်မဲ့အင်အားကြီးစူပါပါဝါနိုင်ငံဟာဘယ်နိုင်ငံများဖြစ်မလဲဆိုတာဒီနေ့ဗီဒီယိုမှာကျွန်တော်နဲ့အတူကြည့်လိုက်ကြရအောင်လားဗျာ။ကမ္ဘာအကြီးမားဆုံးစီးပွားရေးဈေးကွက်ကြီးတွေက power chain ခွင့်ရှာအပြောင်းလဲတွေကိုအမှန်တကယ်နားလည်နိုင်ဖို့အတွက်ကကျွန်တော်တို့အနေနဲ့စေးတိုက်ပွဲကာလကိုပဲပြန်သွားကြည့်ဖို့တော့လိုအပ်ပါလိမ့်မယ်။20ရာစုအစောပိုင်းလောက်ဟာကမ္ဘာစီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံကြီးနိုင်ငံဖြစ်တဲ့ဆိုဗီယက်ပြည်ထောင်စုနဲ့အမေရိကန်ပြည်ထောင်စုတို့တူတင်ကိုတင်အားပြိုင်ခဲ့ကြတဲ့အချိန်ဖြစ်ပါတယ်။နှစ်ဖက်စလုံးဟာကမ္ဘာပထဝီနိုင်ငံရေးအခင်းကျင်းထဲမှာသူ့ဘက်ကိုယ်ဘက်အပြိုင်ဖိအားတွေပေးခဲ့ကြပြီးကျွန်တော်တို့ကမ္ဘာကြီးရဲ့စီးပွားရေးကိုသူတို့ကိုတည်ပြီးလက်ပတ်စီခဲ့တာပါ။အဲ့ဒီလိုအင်အားကြီးနိုင်ငံနိုင်ငံအပြိုင်ဆိုင်ဖြစ်နေကြတဲ့အတွက်တစ်ဖက်မှာလည်းနျူကလ িয়ার လက်နက်နဲ့ချင်းချောင်းမှုတွေဟာလည်းတစ်ချိန်ပဲဖြစ်ခဲ့ပါတယ်။နိုင်ငံစလုံးဟာစီးရေးရတစ်ဖက်နဲ့တစ်ဖက်တိတိဆိုင်ဆိုင်ဖြစ်လို့နေပါအခြေအနေတွေထိရောက်ခဲ့သလိုစီးပွားရေးသိပ္ပံနည်းပညာနဲ့စိတ်ကစားမှုတွေလည်းအပြင်းထန်ဆုံးအချိန်ကိုရောက်ခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားခဲ့တဲ့အတွက်အမေရိကန်ကနောက်ဆုံးမှာအောင်နိုင်သူဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရုရှားဟာအရင်ခေတ်ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့စီးပွားရေးအရှိန်အဝါပထဝီနိုင်ငံရေးအရှိန်အဝါတွေကြောင့်အမေရိကန်နဲ့ရှင်ပေါင်းတန်းလာနိုင်ပေမဲ့လည်းဆိုဗီယက်ခေတ်ကလိုမျိုးပကုံးချင်းရှင်နိုင်တဲ့အဆင့်မျိုးတော့ဖြစ်မလာခဲ့ပါဘူး။ကမ္ဘာအင်အားကြီးထိပ်တန်း9နိုင်ငံစင်းကိုကြည့်လိုက်မယ်ဆိုရင်အမေရိကန်ရုရှားနဲ့တရုတ်တို့အပြင်ဂျပန်နဲ့ဂျာမနီနိုင်ငံတွေလည်းရှိနေကြပေမဲ့အမေရိကန်ကသာကျန်နိုင်ငံအားလုံးထက်ခေါင်းတစ်လုံးမကတားနေတယ်လို့ဖြစ်လာခဲ့တာပါ။အမေရိကန်ကသာကမ္ဘာအကြီးမားဆုံးစီးပွားရေးအင်အားကိုပိုင်ဆိုင်ထားပြီးကမ္ဘာကြီးရဲ့စုစုပေါင်း GDP ရဲ့၄ပုံတပုံပမာဏဟာအမေရိကန်ပဲဖြစ်ပါတယ်။ပြီးတော့အမေရိကန်ဒေါ်လာဆိုတာကလည်းကမ္ဘာကြီးတစ်ခုလုံးရဲ့ဘုံငွေကြေးတစ်ခုလိုမျိုးတောင်ဖြစ်နေလေတော့အမေရိကန်ဟာဒီငွေကြေးအင်အားနဲ့ပဲအရာရာကိုကြိုးကင်နိုင်စွမ်းရှိလာခဲ့ပါတယ်။အပြင်စီးရေးအင်အားနဲ့ထောက်ပို့စနစ်ချိတ်ဆက်နိုင်စွမ်းတွေစစ်အင်အားကိုဒီကမ္ဘာလုံးအနှံ့လျင်မြန်ဖြန့်ကျက်နိုင်စွမ်းတွေမှာဆိုရင်အမေရိကန်ကိုဘယ်သူမှလိုက်မမီပါဘူး။ဒီလိုအင်အားကြီးမှုတွေကြောင့်ပဲအမေရိကန်ဟာနိုင်ငံရေးပိုင်းမှာရောအတွေးခေါ်တဲ့စိတ်ကူးစိတ်သန်းတွေမှာရောစီးပွားရေးပိုင်းမှာရောအရာရာတိုင်းမှာကျွန်တော်တို့ကမ္ဘာကြီးကိုစိတ်ကြိုက်ကြိုးကင်ချဲလဲနေနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအရာအလုံးဟာအကောင့်ကြီးဘက်မှာတော့ရှိမနေပါဘူး။အမေရိကန်အတွက်လည်းကဏ္ဍတော်တော်များများမှာစိန်ခေါ်မှုတွေကဒုနဲ့တီရှိနေပြီးဒါတွေကိုကြော်ပြတ်နိုင်ဖို့ကြိုးစားနေရပါတယ်။ပထမဆုံးပြောရမှာကတော့ဆိုဗီယက်ပြည်ထောင်စုရဲ့အရိုက်အရာကိုဆက်ခံခဲ့တဲ့ရုရှားပါပဲ။ရုရှားဟာဆိုဗီယက်ပြည်ထောင်စုခေတ်တုန်းကလောက်အရှိန်အဝါမျိုးမရှိတော့ဘူးဆိုပေမဲ့လည်းဒီဘက်ခေတ်မှာတော့အမေရိကန်ကိုအန်တုနိုင်သူတူဖြစ်တော့တည်ရှိနေနိုင်ပါတယ်။အမေရိကန်ရဲ့အရှိန်အဝါကိုဗလာဒီမာပူတင်ရဲ့ဦးဆောင်မှုနဲ့အတူရုရှားကအတိုင်းအတာတစ်ခုထိတွန်းလှန်ထားနိုင်တယ်လို့ပြောနိုင်ပြီးအမေရိကန်နဲ့အနောက်မှာမိတ်နိုင်ငံတွေရဲ့စီးပွားရေးအင်အားကိုလွန်ဆန်နိုင်ဖို့ရာသူနည်းသူဟန်နဲ့ကြိုးစားခဲ့တာပါ။ဒါပေမဲ့လည်းအချိန်တော်တော်များများမှာရုရှားဟာအရင်ကဆိုဗီယက်တစ်ခေတ်ကိုပြန်သွားနိုင်ဖို့အတွက်လုံးလက်ချလဲရိုက်ခဲ့ပြီးအရင်ဆိုဗီယက်နိုင်ငံဟောင်းတွေနဲ့လည်းပြိပခါတွေဖြစ်နေတာကလည်းဒါတွေကြောင့်ဖြစ်ပါတယ်။ရုရှားဟာဆိုဗီယက်ပြည်ထောင်စုတုန်းကလိုမျိုးနယ်မြေပိုင်နယ်ကြီးတစ်ခုကိုတိစောက်လိုတာဖြစ်ပေမဲ့အဲ့ဒီတုန်းကလက်တွဲပေါ်ဟောင်းတွေကတော့လမ်းဟောင်းကြီးကိုပြန်မလျှောက်လို့တာကြောင့်တနိုင်ငံနဲ့နိုင်ငံကြားမှာပုတ်တိုက်မှုတွေဖြစ်လာခဲ့တာပါ။အဲ့ဒီနိုင်ငံတွေထဲမှာဆိုရင်အမေရိကန်နဲ့အနောက်မှာမိတ်နိုင်ငံတွေရဲ့စီးပွားရေးလွှမ်းမိုးနိုင်စွမ်းတွေကြောင့်အနောက်ဘက်ကိုရင်းတဲ့နိုင်ငံတွေတောင်မှရှိနေခဲ့ပြီးဒါကလည်းရုရှားအတွက်အခက်အခဲဖြစ်ပါတယ်။ပြီးတော့ရုရှားဟာ2022ခုနှစ်ကစလို့ယူကရိန်းကိုကြွကြော်တိုက်ခိုက်တာမျိုးလိုခြေလှမ်းမားတွေအများကြီးကျူးလွန်ခဲ့ပြီးယူကရိန်းစစ်ပွဲမှာဆိုရင်ရှင်းဆွဲစစ်တပ်အင်အားရဲ့90%နီးပါးလောက်ကိုဖြုံးတီးပြစ်ရရောက်ခဲ့တယ်လို့စီးပွားရေးအင်အားမှာဆိုရင်လည်းအရင်လိုမျိုးပြန်ဖြစ်လာဖို့အတွက်ဆယ်စုနှစ်များစွာအချိန်ယူရမယ့်အခြေအနေကိုရောက်သွားပါတယ်။ရုရှားကြာဆုံးကန်ဟာအနောက်အုပ်စုကြောင့်လားဆိုတာကတော့အခုထက်ထိငင်းခုန်ဆွေးနွေးစရာဖြစ်နေပေမဲ့တေချာလာကတော့အမေရိကန်နေနဲ့ဒီဘက်နှစ်ပိုင်းတွေမှာသူ့ကိုရှင်တုလာတဲ့ရုရှားကြာဆုံးကန်စိုက်လာတာကိုတော့သဘောတွေ့နေမှာအမှန်ပါပဲတရုတ်ကတော့21ရာစုအတွင်းမှာစီးပွားရေးအင်အားအရာရောစက်မှုလက်မှုကဏ္ဍမှာပါအရှိန်ဟုန်နဲ့ထိုးထွက်လာတဲ့နိုင်ငံကြီးတဲ့နိုင်ငံအဖြစ်အားလုံးကလက်ခံထားကြပါတယ်တရုတ်ရဲ့စီးပွားရေးဈေးကွက်နဲ့အနောက်နိုင်ငံတွေရဲ့လိုအပ်ချက်ကကွက်တိကျလာချိန်မှာဇွေကက်စီးပွားရေးစနစ်ကိုအကောင့်ထဲပေါ်ခဲ့လေတော့နောက်ဘက်ကရင်းနှီးမြှုပ်နှံမှုတွေဟာလည်းတရုတ်စီကိုအလုံးရင်းနဲ့ဝင်လာကြတော့တာပါပဲတရုတ်ရဲ့ထုတ်လုပ်မှုစနစ်တက်တာမှုလိုမျိုးမလုံးတွေဟာအနောက်နိုင်ငံတွေကိုဆွဲဆောင်နေခဲ့ပြီးအဲ့ဒီနောက်မှာတော့ကုန်ထုတ်လုပ်မှုပိုင်းကတချိန်ထိုးတက်သွားက2010ခုနှစ်မှာဆိုရင်ကမ္ဘာဒုတိယမြောက်စီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံအဖြစ်တောင်ရောက်လာခဲ့ပါတယ်အစောပိုင်းတုန်းကတော့တရုတ်ဟာအရင်းရှင်ဈေးကွက်စီးပွားရေးစနစ်ကိုလက်ခံလာခဲ့တဲ့အတွက်အမေရိကန်အနေနဲ့အနောက်နိုင်ငံတွေလိုမျိုးတရုတ်နဲ့ဆက်ဆံရေးကောင်းတွေလည်းတိစောက်နိုင်ပြီးတရုတ်ကိုအမေရိကန်ရဲ့အရှိန်အဝါတွေသွင်းနိုင်လိမ့်မယ်လို့ယူဆခဲ့ပေမဲ့ထင်မှတ်ထားသလိုတော့မဖြစ်ခဲ့ပါဘူး။နောက်ပိုင်းမှာတော့တရုတ်ဟာအမေရိကန်နဲ့အနောက်မှာမိတ်နိုင်ငံတွေကိုစိန်ခေါ်မှုတွေပုံမများပြားလာခဲ့ပြီးတောင်တရုတ်ပင်လယ်တွင်းမှာဆိုရင်လည်းအင်ဒီနာချင်းနိုင်ငံတွေနဲ့နေမြေပိုင်နဲ့အငင်းပွားမှုတွေဇက်တိုက်ဆိုသလိုဖြစ်လာခဲ့ပါတယ်။ဥပမာထိုင်ဝမ်ရေးမှာဆိုရင်အမေရိကန်ဟာဒေသတွင်းတည်ငြိမ်မှုကိုထိန်းသိမ်းထားနိုင်ဖို့အတွက်သူ
သူ့ရဲ့ရစ်တက်အင်အားကိုအသုံးပြုပြီးထိုင်ဝမ်ကိုအကူအညီပေးကတရုတ်နဲ့မျှခြေတစ်ခုဖြစ်အောင်လုပ်ထားပါတယ်ဒီအခြေအနေတွေဟာဒီဘက်နှစ်ပိုင်းတွေအတွင်းမှာတရုတ်ကဘယ်လောက်ထိအင်အားကြီးမားလာလဲဆိုတာကိုပြသနေတာလည်းဖြစ်ပါတယ်ဒါကြောင့်လည်းအခြားသောအင်ဒိုပစိဖိတ်နိုင်ငံတွေဖြစ်ကြတဲ့အိန္ဒိယဂျပန်နဲ့ဩစတြေးလျတို့လိုနိုင်ငံတွေဟာအမေရိကန်နဲ့မဟာမိတ်အဖြစ်ဖွဲ့စည်းကတရုတ်နဲ့မျှခြေဖြစ်အောင်လုပ်လာကြပါတယ်အဲ့ဒီသုံးနိုင်ငံနဲ့အမေရိကန်တို့ဟာခွက်ဆိုတဲ့မဟာမိတ်ဆက်ဆံရေးတစ်ခုကိုတိစောက်ထားပြီးတရုတ်ကိုထိန်းထားနိုင်ဖို့ကြိုးစားလာကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းတရုတ်ဟာစီးပွားရေးအင်အားဇက်တိုက်ဆိုသလိုကြီးမားနေဆဲဖြစ်တာကြောင့်အမေရိကန်ရဲ့ကုန်သွယ်ရေးလွှမ်းမိုးမှုလက်ထက်ကနေလွတ်လွတ်ကင်းကင်းဖြစ်ခဲ့ပြီးပို့လို့လည်းအင်အားကြီးမားလာခဲ့ပါတယ်တကယ်တော့အခြားတစ်ဖက်မှာတော့အမေရိကန်နဲ့တရုတ်တို့ရဲ့နိုင်ငံခြားကုန်သွယ်မှုဟာဒီဘက်နှစ်ပိုင်းတွေအတွင်းမှာအမြင့်မားဆုံးအမှတ်ကိုတောင်ရောက်လာခဲ့ပါတယ်တရုတ်ဟာရုရှားနဲ့လည်းမမိတ်ဖွဲ့ထားနိုင်ခဲ့တာကြောင့်ကမ္ဘာပထဝီနိုင်ငံရဲ့အခင်းကျင်းမှာအာဏာရှင်နိုင်ငံရဲ့အင်အားနဲ့အတူအမေရိကန်ကိုအန်တုလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်တစ်ဖက်ကအမေရိကန်ရဲ့မူဝါဒနဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ရှင်းလင်းလို့နေပါတယ်ကျော်တို့ကဘာကြီးကိုသူကပဲလွှမ်းမိုးချုပ်ကင်ထားခြင်းပြီးကမ္ဘာနိုင်ငံအသီးသီးကိုဒီမိုကရေစီစနစ်သွင်းပေးနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအမေရိကန်ရဲ့ပြည်တွင်းဒီမိုကရေစီအခင်းကျင်းတွေကကိုပဲဒီဘက်နှစ်ပိုင်းတွေအတွင်းမှာမတိမငြိမ်ဖြစ်လာခဲ့ပါတယ်။အမေရိကန်ရဲ့နိုင်ငံရေးစနစ်ဟာကြွယ်ဝချမ်းသာသူတွေကိုသာပိုပြီးဦးစားပေးတယ်လို့ဖြစ်လာခဲ့ပြီးနိုင်ငံတွင်းမှာစင်းရဲချမ်းသာကွာဟချက်ကလည်းတဖြည်းဖြည်းနဲ့ကြီးမားလာခဲ့ပါတယ်။ဤပညာပိုင်းကလည်းအရှိန်ဟုန်နဲ့တိုးတက်လာပြီးလုပ်သားတွေရဲ့ဝင်အားကိုရှော့ချလာနိုင်တဲ့အတွက်အမေရိကန်မှာအလုပ်လက်မဲ့နှုန်းကလည်းတစ်နှစ်ထက်တစ်နှစ်မြင့်တက်လာခဲ့ပါတယ်။ဆိုတော့ဒီဘက်နှစ်ပိုင်းတွေမှာအမေရိကန်ရဲ့ခေါင်းဆောင်တွေဟာအရင်ကလိုမျိုးမျက်စိစုံမိတ်ယုံကြည်မှုမျိုးကိုမရတော့ဘဲအပြောင်းလဲတစ်ခုကိုလိုချင်သူတွေကများပြားလာခဲ့ပါတယ်။ကမ္ဘာပထဝီနိုင်ငံရေးမှာဆိုရင်လည်းအမေရိကန်ရဲ့အရှေ့လယ်ပိုင်းဒေသကအခင်းကျင်းတွေဟာအကောင့်ဘက်မှာတော့ရှိမနေပဲရီမှတ်ချက်ပန်းတိုင်စီမရောက်နိုင်တာနှင်းနှဲငယ်လောက်တောင်ကြာမြင့်နေပြီဖြစ်ပါတယ်။အရှေ့လယ်ပိုင်းဒေသအတွင်းမှာအမေရိကန်ရဲ့ဘယ်လိုရီမှတ်ချက်မျိုးမူဝါဒမျိုးမှအောင်မြင်ဖြစ်မလာခဲ့တဲ့အချိန်ငွေကြေးနဲ့စစ်လက်နက်ပစ္စည်းအင်အားတွေသာဖြုံးတိတယ်လို့ဖြစ်နေကြတာကြာပါပြီ။ဒီအခြေအနေတွေကြောင့်အမေရိကန်ရဲ့အရှိန်ဟာတဖြည်းဖြည်းနဲ့နှိမ့်ကွေးလာပြီးတစ်ချိန်မှာကမ္ဘာအင်အားအကြီးမားဆုံးနိုင်ငံကမ္ဘာကြီးကိုဦးဆောင်နိုင်တဲ့စူပါပါဝါနိုင်ငံနေရာကနေဖယ်ပေးရတော့မယ်ဆိုတဲ့အမြင်တွေလည်းရှိလာခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့ဒီအပြောင်းလဲတွေကနေဘယ်လိုတက်ရောက်မှုမျိုးတွေကြုံလာနိုင်တယ်လဲ။ဘယ်သူကကမ္ဘာကြီးရဲ့ဦးဆောင်သူဖြစ်လာနိုင်မလဲ။ကမ္ဘာနဲ့တလွှားကပြည်ပခါတွေကိုကြီးလိုက်မယ်ဆိုရင်မြောက်ကိုရီးယားယူကရိန်းထိုင်ဝမ်နဲ့အစ္စရေးအစရှိသဖြင့်ဒီနေ့အချိန်ခါမှာဒီကမ္ဘာလုံးအာရုံစိုက်နေရတဲ့အရေးကိစ္စတွေမှာအမေရိကန်အတွက်အဆင်ပြေနေတာတခုမှတော့ရှိမနေပါဘူးပြီးတော့ဒါတွေဟာအမေရိကန်အနေနဲ့အနာဂတ်ကာလမှာဒီကမ္ဘာလုံးကိုတနိုင်ငံနဲ့အားနဲ့လွှမ်းမိုးထားနိုင်ဖို့ဆိုတာဖြစ်နိုင်ခြေတဖြည်းဖြည်းနည်းလာတဲ့အရေးအယောင်တွေကိုပြသနေတာဖြစ်ပါတယ်အခုချိန်မှာဆိုရင်လည်းသက်ဆိုင်ရာဒေသအတွင်းကိုအတိုင်းအတာတစ်ခုအထိကိုစီလွှမ်းမိုးထားနိုင်တဲ့နိုင်ငံတွေလည်းပေါ်လာခဲ့ပြီမလားဒါပေမဲ့လည်းဒီတိုင်းသာဆက်သွားမယ်ဆိုရင်ဖြစ်လာနိုင်ခြေတွေကတော့မကောင်းပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်လူသားသမိုင်းအရာနိုင်ငံတနိုင်ငံနဲ့အထက်ကကမ္ဘာကြီးကိုလွှမ်းမိုးနိုင်ဖို့စ조사လာခဲ့ပြီဆိုရင်ကမ္ဘာပထဝီနိုင်ငံရဲ့အခင်းကျင်းအားလုံးဟာလည်းလုံးဝကိုပဲစာမျက်နှာအသစ်ဆက်တစ်ခုစီကိုကူးပြောင်းသွားနိုင်တာကြောင့်ပါတစ်ဖက်နဲ့တစ်ဖက်အားပြိုင်မှုတွေကနေတဆင့်ပုတ်တိုက်မှုတွေဖြစ်လာပြီးဒီကမ္ဘာလုံးဟာလည်းကြီးလန့်စာစားနေရတဲ့ဘဝကိုပြန်ရောက်သွားနိုင်ပါတယ်ပြီးတော့အမေရိကန်ကအခုချိန်မှသာနည်းနည်းလေးအရှိန်တက်နေတယ်လို့ဖြစ်နေပေမဲ့သူ့ရဲ့စစ်အင်အားကိုဒီကမ္ဘာလုံးအနှံ့မြ мян ဆန်းဆန်းဖြန့်ကျက်နိုင်စွမ်းကတော့ဘယ်သူမှလိုက်မမီအောင်ရှိနေသေးတော့စစ်အင်အားအရာကိုပဲကမ္ဘာကြီးကိုထိန်းချုပ်ထားလို့ရပါသေးတယ်။အမေရိကန်ကြာဆုံးချိန်ကြာရင်ဘယ်နိုင်ငံတွေကများသူ့နေရာကိုဝင်ရောက်နိုင်မလဲစဉ်းစားကြည့်မယ်ဆိုရင်မိတ်ဆွေတို့ရဲ့အတွေ့အကြုံအရင်ဆုံးဝင်လာမှာကတော့တရုတ်အိန္ဒိယနဲ့ရုရှားပဲဖြစ်မယ်ထင်ပါတယ်။အဲ့ဒီတကမှတရုတ်ကြောင်ပြောလက်စနဲ့ဆက်ပြောရရင်တော့တရုတ်ဟာစီးပွားရေးမှာလည်းအရှိန်အဟုန်နဲ့တိုးတက်လာခဲ့တယ်လို့စစ်အင်အားကိုလည်းဒီဘက်နှစ်ပိုင်းတွေမှာခိနဲ့ညီမုံမှန်အဆင့်မြင့်တင်မှုတွေကိုဒရက်ဆပ်ပြုလုပ်ခဲ့ပြီးစစ်လက်နက်ပစ္စည်းအင်အားဤပညာအင်အားတွေဟာအမေရိကန်ရဲ့ရေတပ်လေတပ်အင်အားတွေနဲ့တောင်မှရင်ပေါင်တန်းလာနိုင်ခဲ့ပါတယ်။အဲ့ဒီအတွက်လည်းတရုတ်ဟာစီမံကိန်းတွေတစ်ခုပြီးတစ်ခုချမှတ်ခဲ့တယ်လို့ငွေကြေးအင်အားအလုံးအရင်းနဲ့ယင်းနှိမ့်မြုပ်နှံမှုတွေအများများပြုလုပ်ပြီးစစ်အင်အားကိုစိတ်ကြိုက်မြင့်တင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းငကိုကလေးကရှေ့ကပြင်းနေပြီးသားအမေရိကန်နဲ့ရှင်လိုက်မယ်ဆိုရင်တော့တရုတ်ဟာချစ်တလန်းမကနောက်မှာပြက်ကျန်နေပါသေးတယ်။အခုချိန်မှာအရေးပါဆုံးစစ်ရန်တရားတစ်ခုဖြစ်တဲ့ကိုပြောက်ဂျက်ဖိုက်တာတိစောက်မှုတွေကိုကြီးလိုက်မယ်ဆိုရင်ပဲတရုတ်ရဲ့ချန်တူးဂျေ20ဟာအမေရိကန်ရဲ့ပစ္စမမျိုးဆက်ဂျက်ဖိုက်တာဖြစ်ကြတဲ့ F-22 နဲ့ F-35 ဒါမှမဟုတ်ရုရှားရဲ့ Su-57 ကိုစိန်ခေါ်ဖို့အတွက်ဆိုပြီးဝင်းမြင့်ကြော်နဲ့ထွက်ပေါ်လာခဲ့တဲ့ဂျက်ဖိုက်တာဖြစ်ပေမဲ့လည်းဒီပညာပိုင်းအရစတုတ္ထမျိုးဆက်ဒါမှမဟုတ်အစောပိုင်းမျိုးဆက်အစင်လောက်မှာပဲရှိနေခဲ့ပါတယ်။ J-20 ထွက်ပေါ်လာခဲ့တဲ့အချိန်ကလည်းအနောက်မိတ်နိုင်ငံတွေဟာယူကရိန်းကိုစတုတ္ထမြောက်ဂျက်ဖိုက်တာတွေဝိုင်းဝန်းလှူဒန်းပေးပြီးလစ်လက်သွားတဲ့နေရာတွေကိုအမေရိကန်ထုတ်ပြင်စမမြောက်ဂျက်ဖိုက်တာတွေနဲ့အစားပြန်ဖြစ်နေချိန်မှာဖြစ်ပါတယ်။ပြီးတော့အမေရိကန်နဲ့အနောက်မိတ်နိုင်ငံတွေဟာဒီချိန်မှာစက်တဘာမှမျိုးဆက်စီမံကိန်းတွေကိုတောင်မှအစာပြိုးပြီးသားဖြစ်နေပါပြီ။ဒါ့အပြင်2030ခုနှစ်လောက်မှာဆိုရင်အမေရိကန်မရင်းတပ်ဖွဲ့ဟာသူတို့ရဲ့ဖွဲ့စည်းပုံကိုပြန်လည်ပြင်ဆင်သွားဖို့ရှိနေပြီးအတိုင်းအတာတစ်ခုထိကိုပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိနေတဲ့တိုက်ခိုက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်ပါတယ်။ Brain တပ်ဖွဲ့ရဲ့ရှေ့တက်လေတပ်အင်အားနဲ့တင်မဲ့တောင်တရုတ်ပင်လယ်နဲ့အရှေ့တရုတ်ပင်လယ်တွေကိုထိန်းချုပ်သွားနိုင်ဖို့စီမံနေတဲ့သဘောပဲဖြစ်ပါတယ်။ဆိုတော့တရုတ်အနေနဲ့ကစစ်အင်အားကြီးမားလာတာမှန်ပေမဲ့လည်းအမေရိကန်ရဲ့အရိုက်အရာကိုတော့မကြော်နိုင်သေးပဲသူ့အနီးနားပတ်ဝန်းကျင်ကိုပဲအရင်ဆုံးထိန်းချုပ်နိုင်ဖို့အတွက်တောင်စူးစမ်းရအောင်မှာဖြစ်ပါတယ်။ပိုဆိုးတာကတော့တရုတ်ဟာကမ္ဘာစစ်အင်အားအကြီးမားဆုံးတွေတဲ့ပါဝင်တဲ့နိုင်ငံနဲ့
နနမိတ်ချင်းထိစပ်နေတာဖြစ်ပါတယ်။အဲ့ဒီတကနိုင်ငံကတော့အိန္ဒိယပါပဲ။အိန္ဒိယဟာလည်းခွက်ထဲမှာပါဝင်လိုက်ခြင်းနဲ့အတူသူတို့ရဲ့စစ်အင်အားကိုအရင်ကထက်အရှိန်ဟုန်နဲ့တိုးချဲ့လာနိုင်ပြီးတရုတ်ကိုချိန်ချောင်းနိုင်သူဖြစ်လာခဲ့ပါတယ်။အမေရိကန်ဂျပန်နဲ့ဩစတြေးလျတို့ပါဝင်နေတဲ့ခွက်အဖွဲ့ထဲမှာအိန္ဒိယကပါပူးပေါင်းလိုက်ခြင်းဟာမဟာဗျူဟာကျတဲ့အရွေးတစ်ခုလည်းဖြစ်နေပါတယ်။လူကြီးအရာဆိုရင်တော့အိန္ဒိယဟာတရုတ်ကိုတောင်ကျော်လွန်သွားပြီးလွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာဤပညာပိုင်းအရာရောပထဝီနိုင်ငံရေးစိုးမိုးနိုင်စွမ်းအရာရောအရင်ကထက်အင်အားကောင်းလာခဲ့ပါတယ်။တရုတ်ကနိုင်ငံတကာလွှမ်းမိုးမှုတွေကိုစန့်ကျင်ပြီးတိကျနိုင်ငံလိုဖြစ်လာချိန်မှာအိန္ဒိယကခြေလှမ်းတွေတွက်လက်လာမှုဟာတရုတ်ကွန်မြူနတီပါတီအတွက်တော့စိုးရိမ်စရာဖြစ်လာပါတယ်။ပြီးတော့ဒီနိုင်ငံဟာဟိမွန်တာတောင်တန်းဒေသမှာနယ်မြေပိုင်တဲ့အငင်းပွားမှုတွေတမိုင်းနဲ့ချီရှိနေတဲ့နိုင်ငံနှစ်နိုင်ငံဖြစ်ပါတယ်။ရုရှားကြောင့်ပြောရမယ်ဆိုရင်တော့2022ခုနှစ်မှာယူကရိန်းကိုကျူးကျော်လိုက်တာဟာသူတို့အတွက်တော့ကိုတားနဲ့ကိုပြန်ထိုးသလိုမျိုးဖြစ်သွားခဲ့တဲ့မဟာခြေလှမ်းမတစ်ရပ်ဖြစ်ခဲ့ပါတယ်။ယူကရိန်းစစ်မျက်နှာပြင်မှာရုရှားစစ်သားပေါင်း3သိန်းနဲ့အထက်ဒဏ်ရာရသေဆုံးခဲ့ပြီးရုရှားရဲ့စစ်အင်အားဟာလည်းယူကရိန်းကိုမကျူးကျော်မီကကာလနဲ့အခုကာလမှာလုံးဝကိုပဲကွာခြားသွားခဲ့ပါတယ်။အရင်လိုအင်အားမျိုးပြန်ရဖို့အတွက်အတော်ကြီးကိုပြန်လည်တည်ဆောက်ရမယ့်အချိန်မှာရုရှားရဲ့စီးပွားရေးဟာလည်းစစ်သုံးစိတ်အတွက်ရေတိုဖြစ်ရှင်းမှုတွေကိုသာလုပ်နေကြရလို့အတော်ကြီးကိုချိနဲ့သွားပါတယ်။ဥပမာရေနံနဲ့သဘာဝဓာတ်ငွေ့တွေကိုတရုတ်လိုနိုင်ငံမျိုးစီပေါ်ချောင်ကောင်းစေးနဲ့ထိုးရောင်းခဲ့ရတာကြောင့်ရုရှားစီးပွားရေးကလည်းအရင်ကနဲ့မတူတော့ပဲကျဆင်းသွားခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ရုရှားရဲ့အရှိန်အဝါဟာလည်းအရင်ကထက်တောင်ကျဆင်းသွားခဲ့ပြီးတဖြည်းဖြည်းနဲ့တရုတ်ကိုမိခိုလာတဲ့ဘဝကိုရောက်လာခဲ့တာပါ။တရုတ်ဟာစီးပွားရေးအင်အားအရာရောစီးရေးအင်အားအရာရောရုရှားကိုကြော်ဖြတ်သွားပြီဖြစ်ပါတယ်။ဆိုတော့အမေရိကန်ကကြားရိပ်ပြလာတဲ့ဆိုတဲ့အမြင်မျိုးတွေရှိလာခဲ့ချိန်မှာတောင်မှသူ့ရိုက်ရာကိုစက္ကန့်နိုင်တဲ့ဆိုတဲ့အနည်းဆုံးနိုင်ငံတွေဟာသူ့ခက်ခဲတဲ့သူကိုစီဖြစ်နေတယ်လို့တောင်ပြောရပါတော့မယ်။အခုချိန်ထိတော့အမေရိကန်ဟာကျွန်တော်တို့ကမ္ဘာပေါ်မှာအင်အားအကြီးမားဆုံးစစ်တပ်တပ်ကိုပိုင်ဆိုင်ထားနိုင်ဆဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအမေရိကန်အတွက်ကလာမယ့်အနာဂတ်မှာဒီစစ်အင်အားကိုစီးပွားရေးနဲ့နိုင်ငံရေးအခင်းအကျင်းတွေမှာအားသာချက်ရဖို့အတွက်အသုံးပြုနိုင်ပါမလားဆိုတာကတော့မသိချတော့ပါဘူး။ဒီနေရာမှာကျွန်တော်တို့ပြောရမှာကတော့စီးပွားရေးကုန်သွယ်မှုပိုင်းပဲဖြစ်ပါတယ်။စီးပွားရေးပိုင်းအရာအကြည့်မယ်ဆိုရင်လက်ရှိချိန်မှာအမေရိကန်နဲ့တရုတ်ဟာကမ္ဘာစီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံတွေဖြစ်နေကြပြီးတိုင်းနိုင်ငံနဲ့တိုင်းနိုင်ငံလည်းမပတ်သက်ပဲမနေလို့မရတော့ပါဘူး။ကမ္ဘာပထဝီနိုင်ငံရေးအခင်းအကျင်းတွေအရရန်သူတွေဖြစ်နေကြပေမဲ့လည်းနိုင်ငံခြားစီးပွားရေးကုန်သွယ်မှုတွေကတော့ဒီဘက်နှစ်ပိုင်းတွေတခြားမှာအမြင့်ဆုံးအမှတ်ကိုတောင်ရောက်လာခဲ့ပြီး2022ခုနှစ်မှာဆိုရင်စတန်ချိန်တင်ခဲ့ပါတယ်။ကျွန်တော်တို့ကမ္ဘာကြီးရဲ့ဈေးကွက်စီးပွားရေးဟာအမေရိကန်ရဲ့လုံခြုံစိတ်ချရမှုနဲ့တရုတ်ရဲ့စီးပွားရေးအင်အားကြီးမားလာမှုကိုတီးပြီးလဲပတ်နေရတာဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာနေရာဒေသအသီးသီးမှာအမေရိကန်နဲ့တရုတ်နှစ်နိုင်ငံကြားဈေးကွက်ဝေစုလူရတဲ့အဖြစ်တွေလည်းရှိခဲ့ပါတယ်။ဥပမာပြောရမယ်ဆိုရင်ဥရောပသမဂ္ဂလိုမျိုးကမ္ဘာအကြီးမားဆုံးပုံဈေးကွက်ထဲမှာဆိုရင်အမေရိကန်ကဖြစ်စေတရုတ်ကဖြစ်စေကမ္ဘာဒေသအသီးသီးကစီးပွားရေးကုမ္ပဏီတိုင်းအတွက်စံသတ်မှတ်ချက်တွေထားရှိပြီးသူတို့အတွက်အကျိုးမြတ်ဖြစ်ထွန်းမှသာအလုပ်လုပ်တတ်တာကြောင့်ဘယ်သူမဆိုဈေးကွက်လူရပါတယ်။အိန္ဒိယဂျပန်နဲ့အရှေ့လက်ပိုင်းဒေသနိုင်ငံတွေဟာဆိုရင်လည်းကမ္ဘာစီးပွားရေးအတိုင်းမြုံထဲမှာအရေးပါတဲ့ကစားသူတွေဖြစ်ပါတယ်။ဒါကြောင့်2023ခုနှစ် G20 ထိပ်သီးဆွေးနွေးပွဲမှာဆိုရင်ဥရောပသမဂ္ဂအရှေ့လက်ပိုင်းဒေသနဲ့အိန္ဒိယတို့ရဲ့စီးပွားရေးဈေးညံစီမံကိန်းကိုကြေညာခဲ့တာဖြစ်ပါတယ်။အဆိုပါစီမံကိန်းကတော့ကမ္ဘာစီးပွားရေးဈေးကွက်အတွင်းမှာစုအပ်တူမြောင်းရဲ့အကျက်တဲကိုရှောင်လွှားပြီးသက်ဆိုင်ရာနိုင်ငံတွေကြားစီးပွားရေးကုန်သွယ်မှုတွေကိုအရင်ကထက်နည်းနည်းအကောင့်ထဲပေါ်သွားနိုင်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းဥရောပသမဂ္ဂရဲ့စီးပွားရေးဈေးညံလမ်းဟာတရုတ်ရဲ့စီမံကိန်းကြီးဖြစ်တဲ့ပိုးကပတ်လမ်းမကြီးအတွက်ဓာတ်ရိုက်စိန်ခေါ်မှုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းဒီစီမံကိန်းတွေကြားမှာအကျိုးမြတ်အများဆုံးဖြစ်လာခဲ့တာကအရှေ့လက်ပိုင်းဒေသပဲဖြစ်ပြီးဒေသတွင်းကနိုင်ငံတွေအတွက်ကတော့ဒီစီမံကိန်းကြီးတစ်ခုကိုစန့်ကျင်ဘက်အဖြစ်သတ်မှတ်မထားပဲသက်ဆိုင်ရာနိုင်ငံတွေနဲ့ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက်ပဲထည့်သွင်းစဉ်းစားသွားနိုင်ပါတယ်။တစ်ဖက်မှာတော့အမေရိကန်ရဲ့လုံခြုံရေးနဲ့စီးပွားရေးအရှိန်အဝါတွေဟာပြီးခဲ့တဲ့နှစ်တွေအတွင်းမှာစိုးရိမ်စရာကောင်းတဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်။ဒါကြောင့်လည်းအမေရိကန်ဟာနိုင်ငံတော်လုံခြုံရေးအရာဆိုပြီးအစီအမံတွေချမှတ်လာတာမျိုးတောင်ရှိခဲ့ပါတယ်။အဲ့ဒီတည်းကအဆုံးဖြတ်ချက်တစ်ခုကတော့စီမီကွန်ဒတာတင်ပို့ရောင်းချမှုတွေကိုကန့်သတ်လိုက်ပြီးအမေရိကန်ကုမ္ပဏီတွေအနေနဲ့ပြင်ပနိုင်ငံတွေကထုတ်လုပ်ထားတဲ့ပလက်ဖောင်းတွေကိုရှော့ချသုံးစွဲနိုင်အောင်လုပ်လာခဲ့တာပါ။ဒီရွေ့ဟာတရုတ်ကိုကန့်သတ်လိုက်တဲ့အရွေ့တစ်ခုဖြစ်ပြီးတရုတ်ပြင်အီရန်ရုရှားနဲ့မြောက်ကိုရီးယားတို့လိုအမေရိကန်ရဲ့ရန်သူနိုင်ငံတွေအနေနဲ့အမေရိကန်ထုတ်ချစ်ပြားတွေဤပညာတွေကိုသုံးစွဲခွင့်မရတော့ပါဘူး။ဒါပေမဲ့လည်းချစ်ပြားထုတ်လုပ်မှုအများစုဟာတရုတ်မှာတည်ရှိနေပြီးတရုတ်ရဲ့ထုတ်လုပ်နိုင်စွမ်းအားကိုအမိပြုနေကြရတာဖြစ်တာကြောင့်ကမ္ဘာထိပ်တန်းချစ်ပြားထုတ်လုပ်သူကုမ္ပဏီတွေအနေနဲ့အမေရိကန်ရဲ့စီးပွားရေးနဲ့နိုင်ငံအကျိုးမြတ်တွေကိုရွေးရမလားတရုတ်ရဲ့ထုတ်လုပ်မှုစွမ်းအားကိုပဲဆက်သုံးရမလားဆိုတဲ့အကြက်တဲကိုရောက်လာခဲ့ပါတယ်။ဒါကြောင့်လည်းချစ်ပြားထုတ်လုပ်မှုပိုင်းကိုဦးဆောင်နေတဲ့ထိပ်တန်းကုမ္ပဏီတွေကတာဝန်ရှိသူတွေဟာလက်ရှိအရွေးဟာဆိုးရွားတဲ့တရားမှုတွေဖြစ်နိုင်ကြောင်းသတိပေးနေကြတာဖြစ်ပါတယ်။တရုတ်ဟာကမ္ဘာအကြီးမားဆုံးချစ်ပြားဈေးကွက်ဖြစ်တာနဲ့အညီအမေရိကန်ရဲ့ကန့်သတ်မှုဟာသူတို့ရဲ့နည်းပညာကုမ္ပဏီတွေအတွက်ကိုပါအခက်ဖြစ်လာနိုင်ပြီးဝင်ငွေရောကျလာမှုတွေကသူတည်တနာရှာဖွေလေ့လာမှုတွေအတွက်စဉ်ဆက်မပြတ်လုပ်နိုင်ဖို့အတွက်ပါထိခိုက်လာနိုင်ပါတယ်။ဒီဘက်နှစ်ပိုင်းတွေအတွင်းမှာ
American ရွှေ့လိုက်တဲ့နောက်ထပ်အရွေးတစ်ခုကတော့ TikTok လို social media မျိုးကို American ပြည်သူတွေမသုံးကြဖို့အတွက်ပိတ်ပင်ဖို့ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ TikTok ဟာတရုတ်ပိုင်ကုမ္ပဏီတစ်ခုကထုတ်လုပ်ထားတဲ့ social media platform တစ်ခုဖြစ်တဲ့အတွက် American အစိုးရအနေနဲ့ American ပြည်သူတွေရဲ့ data အချက်အလက်တွေဟာတရုတ်အစိုးရစီကိုစိတ်ဝင်သွားမှာဆိုတာကြောင့်ဆိုပြီး TikTok ကိုဘန်ချင်နေတာဖြစ်ပါတယ်။တကယ်လို့သာ American အနေနဲ့ TikTok ကိုအပြည့်ဘန်လိုက်မယ်ဆိုရင်တော့စီးပွားရေးပိုင်းအတွက်ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ TikTok ကအချက်အလက်တွေအရသူ့ရဲ့ platform ပေါ်မှာ American ရဲ့စီးပွားရေးလုပ်ငန်း9တန်းလောက်လှည့်ပတ်နေကြပြီးအသုံးပြုသူ American ပြည်သူအရေအတွက်ကလည်းတန်း150နဲ့အထက်ရှိနေတာကြောင့်ဖြစ်ပါတယ်။စီးပွားရေးကုမ္ပဏီတွေဟာ TikTok ကိုအခြေပြုလှည့်ပတ်နေကြအချိန်မှာ American ကသာဘန်ပြလိုက်မယ်ဆိုရင်ကုမ္ပဏီတွေရဲ့ဆုံးရှုံးမှုတန်ဖိုးကတင် American ဒေါ်လာ9ဘီလီယံလောက်အထိဖြစ်သွားနိုင်ပါတယ်။ပြီးတော့ influencer အတိုင်းဝိုင်းကိုလည်းတေချာပေါက်ထိခိုက်မှာဖြစ်တာကြောင့် American အတွက်ဈေးကွက်ကျဉ်းညာမှုပိုင်းတွေကိုလည်းထိခိုက်သွားနိုင်ပါတယ်။အခြားနိုင်ငံတွေတောင်မှအခုလိုမျိုး American ရဲ့အရွေးတွေကိုဟဲ့ပပတ်မရှိချိန်မှာ American ကဒီလိုမျိုးတွေလုပ်နေတာဟာသူ့အတွက်သူပါထိခိုက်မှုကြုံလာရတဲ့သဘောဖြစ်ပါတယ်။ဥရောပသမဂ္ဂကတော့ American နဲ့စီးပွားရေးအရာကြီးကြီးမားမားဆက်ဆံမှုတွေရှိနေပေမဲ့လည်းစီးရေးအရာအနှောင်တွေကင်းတာကြောင့်အခြေအနေတွေကိုပိုပြီးမတည်ငြိမ်စေလာနိုင်ပြီးစီးပွားရေးအရာစိန်ခေါ်မှုတွေအခက်အခဲတွေပုံမှုကြုံတွေ့လာရနိုင်ပါတယ်။ဒါကြောင့်လက်ရှိအခင်းကျင်းတွေကိုကြည့်လိုက်မယ်ဆိုရင်ကမ္ဘာစီးပွားရေးအားပြိုင်မှုတွေမှာအမေရိကန်နဲ့တရုတ်အပြင်ဥရောပသမဂ္ဂလိုအဖွဲ့အစည်းမျိုးပါရှိနေတဲ့အတွက်ပြိုင်ဆိုင်မှုတွေများပြီးတနိုင်ငံကအခြားနိုင်ငံရဲ့စီးပွားရေး policy တွေနဲ့ပတ်သက်လို့လွှမ်းမိုးလို့မရလေအောင်ကြိုးစားနေကြတာကိုတွေ့နိုင်ပါတယ်။ဆိုတော့လက်ရှိအခြေအနေတွေအရစီးရဲနဲ့စီးပွားရေးနှစ်ဖက်စလုံးမှာအခြားနိုင်ငံအားလုံးထက်ချွန်ထွက်နေပြီးကမ္ဘာကြီးကိုတနိုင်ငံတည်းကပဲလွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့နောက်ထပ်အင်အားကြီးစူပါပါဝါနိုင်ငံပေါ်ထွက်လာဖို့ဆိုတာဟာအင်မတန်ဖြစ်နိုင်ခြေနည်းနေပါတယ်။ဒါပေမဲ့လည်းပုတ်တိုက်မှုတွေများပြားနေတဲ့ကျွန်တော်ကမ္ဘာကြီးမှာအသစ်တစ်ခုကတော့တဖြည်းဖြည်းနဲ့ပေါ်ထွက်လို့လာနေပါတယ်။အဲ့ဒါကတော့ digital လွှမ်းမိုးမှုပဲဖြစ်ပါတယ်အဲ့ဒါကိုဘယ်နိုင်ငံဘယ်အစိုးရကမှလွှမ်းမိုးထားလို့မရပါပဲအဖွဲ့အစည်းတွေကတော့ထိန်းချောင်းလို့ရနေပါတယ်ဒါဟာနယ်နိမိတ်ပိုင်းခြားမှုတွေရဲ့အဆုံးသတ်တစ်ခုကိုရောက်သွားနိုင်တယ်လို့လုံးဝအသစ်တစ်ဖန်ပြန်လည်တိစောက်သွားတာမျိုးလည်းဖြစ်သွားနိုင်ပါတယ်ကမ္ဘာအကြီးမားဆုံးနည်းပညာကုမ္ပဏီတွေဟာ21ရာစုအတွင်းကပြည်ပခကြီးတွေကြားမှာအပြောင်းလဲတစ်ခုကိုဖြတ်သန်းခဲ့ရပြီးဖြစ်ပါတယ်။အဲ့ဒီနည်းပညာကုမ္ပဏီကြီးတွေကရုရှားနဲ့ယူကရိန်းစစ်ပွဲပေါ်အကျိုးသက်ရောက်မှုဘယ်လောက်ရှိနေနိုင်မလဲဆိုတာပဲမိတ်ဆွေတို့စဉ်းစားကြည့်ပါ။နေတိုတပေါင်းစုဟာယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက်စစ်လက်နက်ပစ္စည်းတွေဆေးလက်ချင်းမှုတွေနဲ့ကူညီထောက်ပံ့ပေးခဲ့တာကြောင့်ယူကရိန်းအနေနဲ့ရုရှားရဲ့ကျူးကျော်စစ်ကိုရွရွချွန်ချွန်ပြန်လည်တုံ့ပြန်နိုင်ခဲ့တာဖြစ်တယ်လို့ပြောနိုင်ပေမဲ့လည်းနည်းပညာကုမ္ပဏီတွေရဲ့စိုက်ဘာတိုက်ခိုက်မှုနည်းပညာနဲ့အစင်းမြင့်စက်ပစ္စည်းတွေကန့်သတ်မှုသာမရှိဘူးဆိုရင်ရုရှားရဲ့စိုက်ဘာတိုက်ခိုက်မှုတွေဟာယူကရိန်းရဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုပြင်းပြင်းထန်ထန်ဖြတ်တောက်ပစ်နိုင်ပြီးယူကရိန်းအနေနဲ့လည်းရုရှားရဲ့ခြေလှမ်းတွေအောက်မှာစုံစုံမြုပ်သွားနိုင်ပါတယ်။ဒါပေမဲ့လည်းရုရှားကယူကရိန်းကိုကျူးကျော်တာနဲ့တပြိုင်နက်ထိပ်တန်းကုမ္ပဏီအများစုဟာသူတို့ရဲ့လုပ်ငန်းစဉ်တွေနည်းပညာတွေကိုရုရှားတွေကနေပြန်လည်ထုတ်လုပ်သွားတာမျိုးရပ်တန့်သွားတာမျိုးတွေလုပ်ခဲ့ပြီးပူတင်နဲ့သူ့ရဲ့စစ်တပ်အနေနဲ့နည်းပညာပိုင်းကိုပြည့်ပြည့်ဝဝအသုံးမချနိုင်အောင်လုပ်ပစ်ခဲ့ပါတယ်။ဥပမာပြောရမယ်ဆိုရင် Apple လိုမျိုးကုမ္ပဏီကြီးဟာရုရှားမှာမြေပုံထောက်ပံ့မှုစနစ်တွေကိုရပ်တန့်ပစ်လိုက်ပြီးငွေပေးချေမှု platform ကိုလည်းဝန်ဆောင်မှုမပေးတော့သလိုရုရှားပြင်ပမှာရှိတဲ့ရုရှားလက်အောက်ခံသတင်းမီဒီယာတွေကိုလည်း App Store ကနေအပြည့်ပန်းပစ်လိုက်ပါတယ်။ Google ကလည်းဒီလိုပါပဲရုရှားကယူကရိန်းကိုကျူးကျော်ခဲ့ပြီးနောက်ပိုင်းမှာယူကရိန်းပြည်နယ်အများစုရဲ့အခြေအနေတွေကို Google ဝန်ဆောင်မှုတွေအပေါ်မှာဓာတ်ရိုက်ကြည့်နိုင်တဲ့ Live View မျိုးကိုရပ်တန့်ပစ်လိုက်ပါတယ်။ဒါကြောင့်ရုရှားအနေနဲ့ယူကရိန်းအထူးပြစ်မှတ်တွေရဲ့တည်နေရာတွေကိုတိတိကျကျရှာဖွေနိုင်ဖို့ခဲယဉ်သွားခဲ့ပါတယ်။တရုတ်ကုမ္ပဏီတွေတောင်မှရုရှားရဲ့ကျူးကျော်စစ်ကိုအရှိန်မရအောင်အခက်အခဲမျိုးနဲ့ကြုံတွေ့အောင်သူတို့ရဲ့အရင်းမြစ်တွေဝန်ဆောင်မှုတွေကိုရပ်တန့်ပစ်ခဲ့တာဖြစ်ပါတယ်။နည်းပညာကုမ္ပဏီတွေရဲ့ပံ့ပိုးမှုသာမရှိဘူးဆိုရင်ယူကရိန်းအနေနဲ့ရုရှားရဲ့ကျူးကျော်စစ်ကိုဒီလောက်အထိတောင်းခံတွန်းလှန်နိုင်ဖို့ခက်တယ်လို့တောင်မှပြောနိုင်ပါတယ်။ရုရှားသာဒီကျူးကျော်စစ်ကိုအလွယ်တကူအောင်မြင်သွားခဲ့မယ်ဆိုရင်နေတိုတပ်ပေါင်းစုရုရှားနဲ့တရုတ်ကြားကပထဝီနိုင်ငံရေးအခင်းကျင်းတွေဟာလုံးဝကိုပဲပြောင်းလဲသွားနိုင်ပါတယ်။ဒီလိုသာဆိုရင်ရုရှားဟာအနောက်ဥရောပမှာသူ့ရဲ့စစ်အင်အားနဲ့စီးပွားရေးအရှိန်အဝါတွေကိုပုံမှန်မြင့်တင်သွားနိုင်မှာဖြစ်ပြီးသူ့ရဲ့စီးပွားရေးအင်အားကိုလည်းစက်မှုလက်မှုကဏ္ဍနဲ့နည်းပညာပိုင်းတိုးတက်မှုတွေအပေါ်ပုံမအားပြုလာနိုင်မှာဖြစ်ပါတယ်။ဒီအခြေအနေမှာတရုတ်ဟာလည်းရုရှားစီကနေရေနံနဲ့သဘာဝတန်းငွေတယံဇာတအရင်းမြစ်တွေကိုပိုးချောင်ကောင်စေးနဲ့ဝယ်ယူခွင့်ရတော့မှာမဟုတ်ဘဲစုအပ်တူးမြောင်းနဲ့မလာကာရှိလက်ကြားထဲမှာအမေရိကန်တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုပဲအားထားနေအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းကမ္ဘာနည်းပညာကုမ္ပဏီကြီးတွေဟာဒီအဖြစ်မျိုးတွေကြုံမလာရလေအောင်ဝိုင်းဝန်းကူညီပေးခဲ့ကြတာဖြစ်ပါတယ်။အမေရိကန်ရွေးကောက်ပွဲမှာဒေါ်နယ်ထရန့်တယောက်အောင်ပွဲတွေအကြီးကျယ်ရခဲ့တာဟာလည်းကျွန်တော်ဒီနေ့ခေတ်ဆက်သွယ်ရေးလမ်းကြောင်းတွေကအကြီးကကျခဲ့ပါတယ်။ထရန့်ဟာနည်းပညာကိုအားကိုးပြီးသူ့ရဲ့မဲဆွယ်ရေးလုပ်ငန်းစဉ်တွေကိုအရှိန်မြင့်တင်ခဲ့တယ်လို့အမေရိကန်ပြည်သူတွေကြားကျင်တဲ့ကတိတွေပြောစကားတွေကိုလည်းအချိန်နဲ့တပြေးညီပြည်သူတန်းပေါင်းများစွာကိုပြောဆိုနိုင်ခဲ့တာကြောင့်ရွေးကောက်ပွဲမှာတောင်ပြိုကမ်းပြိုအနိုင်ရခဲ့တာပါ။ကမ္ဘာနဲ့တလွှားမှာလည်းနည်းပညာပိုင်းကအရှိန်ဟုန်နဲ့တိုးတက်နေသလိုစက္ကန့်တိုင်းလူတွေအချင်းချင်းချိတ်ဆက်ဆောင်ရွက်စကားပြောဆိုနိုင်ကြတဲ့အတွက်ကနေဒါ၊ဘရာဇီးနဲ့ဆိုဗီယက်နိုင်ငံဟောင်းက
ကာဇက်စတန်လိုနိုင်ငံတွေမှာလူထုတော်လှန်ရေးတွေလည်းဒုနံတီပေါ်လာခဲ့ကြပါတယ်။ဤပညာကုမ္ပဏီတွေဟာသတင်းအချက်အလက်စီစဉ်မှုတွေကိုမြန်ဆန်စေတာမျိုးအချက်အလက်မှာသတင်းမှားတွေကိုထုတ်ဖော်တာမျိုးတွေကိုဝါဒကိုယ်စီနဲ့လှုံ့ဆော်ပေးနေကြတာဖြစ်ပါတယ်။ဆိုတော့ဤပညာကုမ္ပဏီတွေဟာနိုင်ငံတကာကပြည်သူတွေထက်ကိုပဲနိုင်ငံတကာရဲ့အနာဂတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့အခြေအနေထိတောင်ရောက်လာခဲ့ပါတယ်။အဆိုပါဤပညာကုမ္ပဏီတွေမှာသက်ဆိုင်ရာအခန်းကဏ္ဍတွေနဲ့ပတ်သက်လို့ data အချက်အလက်မျိုးစုံစုဆောင်းထားမှုတွေရှိနေတာကြောင့်ဒီ data အချက်အလက်တွေကိုလိုအပ်သလိုအသုံးချပြီးနိုင်ငံရေးစီးပွားရေးတွေအပေါ်တက်ရောက်မှုတွေကြီးမားလာစေပါတယ်။ဥပမာပြောရမယ်ဆိုရင်မဲဆွယ်ရေးလုပ်ငန်းစဉ်တစ်ခုမှာဆိုရင်သက်ဆိုင်ရာအုပ်စုတွေလိုက် data အချက်အလက်တွေကိုစနစ်တကျခွဲပြီးလူတွေကိုသူတို့သိစေခြင်းကြားစေခြင်းတဲ့အချက်အလက်တွေဝါဒဖြန့်မှုတွေပေးပြီးလုပ်ငန်းစဉ်အောင်မြင်အောင်လုပ်လာနိုင်ပါတယ်။ social media လိုမျိုး platform တွေဟာဆိုရင်လည်းအသုံးပြုသူတွေစီက data အချက်အလက်ပေါင်းများစွာကိုစုဆောင်းထားရှိပြီးဖြစ်တာကြောင့်စီးပွားရေးနိုင်ငံရေးပိုင်းကိုလိုအပ်သလိုကြိုးကင်ချဲ့လက်နိုင်စွမ်းရှိလာပါတယ်။သူတို့သိစေခြင်းကြားစေခြင်းနဲ့ content တွေကိုပဲအသုံးပြုသူတွေကိုဦးစားပြပေးကလူတူရဲ့စိတ်ကိုမရရအောင်ဆွဲယူနိုင်စွမ်းရှိတဲ့အဆင့်ထိတောင်ရောက်နေတာဖြစ်ပါတယ်။ဒါကြောင့်ပဲဒီဘက်ခေတ်ရွေးကောက်ပွဲတွေမှာဆိုရင်ရွေးကောက်ခံအမတ်လောင်းတွေတမနာလောင်းတွေအတွက်social media တွေဟာလည်းမရှိမဖြစ်အရေးပါလာခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲအောင်နိုင်မအောင်နိုင်ဟာ social media အထက်မှာလူတွေရဲ့စိတ်ကိုဘယ်လောက်အထိဖန်ဆင်းနိုင်စွမ်းရှိသလဲဆိုတဲ့ပေါ်ကိုတောင်မှမူတည်လာခဲ့တဲ့သဘောပါ။2016ခုနှစ်တုန်းကအမေရိကန်ရွေးကောက်ပွဲမှာဆိုရင်နိုင်ငံရေးတိုင်ပင်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Cambridge Analytica ဟာ Facebook စီကနေလူသန်းပေါင်းများစွာရဲ့ data အချက်အလက်တွေကိုကာယကံရှင်တွေရဲ့စံတမပါပဲရယူခဲ့ပူပါတယ်။ဒါကြောင့်အမေရိကန်ရွေးကောက်ပွဲတွေမှာဆိုရင်တောင်မှမဲပေးကြမဲ့အမေရိကန်ပြည်သူတွေရဲ့ပုံကိုယ်ရေးလုံခြုံမှုနဲ့ data အချက်အလက်စီစဉ်မှုတွေဟာစိုးရိမ်စရာအခြေအနေကိုရောက်လာတာဖြစ်ပါတယ်။ပိုပြီးစိုးရိမ်စရာကောင်းတာကနိုင်ငံတကာဟာနိုင်ငံတကာနည်းပညာကုမ္ပဏီတွေကိုအသုံးချပြီးအခြားနိုင်ငံတွေရဲ့ရွေးကောက်ပွဲကိုပါဝင်ရောက်ချဲ့လဲနိုင်စွမ်းရှိလာတာပါပဲ။ရုရှားအိုလီဂါတူဖြစ်တဲ့ Yevgeny Prigozhin ကရုရှားဟာအမေရိကန်ရွေးကောက်ပွဲကိုတောင်မှဒီလိုနည်းနဲ့ဝင်ရောက်နှောက်ယှက်ခဲ့မှုကြောင့်ဝန်ခံထားတာရှိပါတယ်။ဒီနေ့လူမှုကွန်ရက်စာမျက်နှာတွေဟာခေတ်စားလာတဲ့တစ်ဖက်နဲ့တစ်ဖက်ထရိုးတာတွေကအစလူတွေရဲ့စိတ်ကိုလိုချင်သလိုပုံဖော်ပြနိုင်တဲ့အထိအရေးပါတဲ့နည်းလမ်းတွေဖြစ်နေတယ်လို့သိရပါတယ်။အဲ့ဒီမှာပါဝင်ကြတဲ့နည်းပညာကုမ္ပဏီတွေဟာလည်းကြီးမှတ်ချက်တွေသာအထမြောက်သွားရင်အမျက်ဝေစုရတာမျိုးဒါမှမဟုတ်ကုမ္ပဏီရဲ့ပုံရိပ်ကိုပုံမချဲ့ထွင်လာနိုင်တာမျိုးအစရှိတဲ့အကျိုးမြတ်တွေရခဲ့ကြပါတယ်။နိုင်ငံရဲ့ရွေးကောက်ပွဲကိုတောင်မှနှောက်ယှက်တိုက်ခိုက်နိုင်ခဲ့ဒီလိုမျိုးလုပ်ရက်တွေကိုအစုပြုံလိုက်လှုပ်လာခဲ့မယ်ဆိုရင်ကျွန်တော်တို့ကမ္ဘာပထဝီနိုင်ငံရဲ့အခင်းကျင်းတွေဟာဘယ်လောက်ထိအောင်ပြဿနာတွေတက်ပြီးရှုပ်ထွေးမှုတွေဖြစ်လာနိုင်မလဲဆိုတာမိတ်ဆွေတို့စဉ်းစားကြည့်ပါဒါတွေကိုကာကွယ်ဖို့အတွက်လည်းလက်ရှိချိန်မှာထိရောက်တဲ့နည်းလမ်းမျိုးတော့မရှိသေးပါဘူးဒီလိုနည်းနဲ့ပဲနည်းပညာကုမ္ပဏီကြီးတွေဟာကမ္ဘာစီးပွားရေးဈေးကွက်အတွင်းအကြီးမားဆုံးချဲ့လဲနိုင်သူစင်းထဲမှာပါဝင်လာခဲ့ပါတယ်တချို့ကုမ္ပဏီကြီးတွေရဲ့ဈေးကွက်တန်ဖိုးဟာဆိုရင်ထရီလီယံအဆင့်တောင်မှရှောင်းနေပြီးနိုင်ငံအချို့ရဲ့တန်ဖိုးထက်တောင်မှပိုများလာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲအမေရိကန်ရဲ့လက်ရှိနိုင်ငံရေးအခင်းကျင်းမှာဆိုရင်ကုမ္ပဏီကြီးအဖွဲ့အစည်းကြီးတွေဟာဝင်ငွေခွင်ကိုရှောင်နိုင်ခွင့်တွေရနေကြပါတယ်ဆိုလိုတဲ့သဘောကတော့အမေရိကန်အစိုးရကိုယ်တိုင်ကတော့ဒီကုမ္ပဏီကြီးဒီဖွဲ့စည်းကြီးတွေရဲ့လုပ်ရက်တွေကိုရပ်တန့်ပြနိုင်ဖို့မစွမ်းသာသေးပဲနိုင်ငံတော်အခွန်ပဏာငွေပေါင်းဘီလီယံပေါင်းများစွာဆုံးရှုံးနေရပါတယ်။လုပ်ငန်းကြီးတွေကုမ္ပဏီကြီးတွေအဖွဲ့အစည်းကြီးတွေစီကနေဝင်ငွေခွင်ကိုအပြည့်အဝမကောက်ယူနိုင်တာဟာတဦးချင်းဝင်ငွေခွင်ဆောင်နေရတဲ့ပြည်သူတွေနဲ့အသေးစားလုပ်ငန်းတွေပေါ်ဝင်ပိစေပြီးဆုံးရှုံးမှုတွေအများကြီးဖြစ်လာပါတယ်။ဒါ့အပြင်အဲ့ဒီကုမ္ပဏီတွေအဖွဲ့အစည်းတွေဟာအမေရိကန်ရဲ့အုပ်ချုပ်ရေးစနစ်နဲ့ဥပဒေပြုမှုစနစ်တွေကိုတောင်မှထိန်းချုပ်လာနိုင်တဲ့အထိလည်းအရှိန်အဝါကြီးမားလာခဲ့ပါတယ်။ကုမ္ပဏီတွေရဲ့ lobby တွေဟာအမေရိကန်အစိုးရရဲ့ဆောင်ရွက်မှုတွေနဲ့လုပ်ငန်းစဉ်တွေကိုသူတို့လိုချင်တဲ့အတိုင်းဖြစ်အောင်အထိတွယ်ဝိုက်လမ်းကြောင်းပေးတာမျိုးနှောက်ယှက်ပေးတာမျိုးတွေတောင်မှအမြဲလိုလုပ်လေ့ရှိကြပါတယ်။ပြည်သူတွေကအပြောင်းလဲတစ်ခုကြီးကြီးမားမားလိုချင်လာပြီးဆိုရင်အမေရိကန်အစိုးရရဲ့တစ်ဖက်ချမ်းကနေမျိုးစုံကြိုးခုံနေကြတဲ့ lobby စနစ်တွေကနေတကယ်ကိုပဲသူတင်ကိုတင်ရှင်နိုင်စွမ်းရှိတဲ့ပတ်ဝန်းကျင်တစ်ခုကိုရအောင်ဖန်တီးပြီးအပြောင်းလဲတွေကိုခက်ခဲသွားအောင်ကြံ့ကြာသွားအောင်လုပ်တာမျိုးလည်းရှိနေပါတယ်ဒီလိုမျိုးကုမ္ပဏီကြီးတွေအဖွဲ့အစည်းကြီးတွေဆိုရင်ဝင်ရောက်ချဲ့လဲမှုတွေဟာပပျောက်မသွားသေးတော့အမေရိကန်အစိုးရဟာလည်းပြည်သူတွေရဲ့စံနာတွေကိုအဓိကထားဖြည့်ဆည်းရမယ့်အစားနည်းပညာကုမ္ပဏီကြီးတွေရဲ့အကျိုးမြတ်ကိုပဲဆက်လက်ဦးစားပေးနေအောင်မှာဖြစ်ပါတယ်အဲ့ဒီကုမ္ပဏီတွေဟာဘယ်လောက်ထိအောင်အင်အားကြီးသလဲဆိုရင်အမေရိကန်အစိုးရအတွင်းမှာဥပဒေပြုမှုစနစ်ကိုလမ်းကြောင်းပေးနိုင်တဲ့အထိအာဏာရှိတဲ့အရာရှိမျိုးတွေကိုတောင်မှအပိုင်ဝယ်ယူထားထည့်သွင်းထားနိုင်ပါတယ်အမေရိကန်လိုနိုင်ငံမျိုးတောင်မှဒီလိုကုမ္ပဏီကြီးတွေကိုဝင်ရောက်ချဲ့လဲနိုင်စွမ်းတွေကိုတားဆီးနိုင်တဲ့လွန်ဆန်နိုင်တဲ့အင်အားမျိုးမရှိဘူးဆိုရင်အခြားကမ္ဘာနိုင်ငံတွေကဒီလိုကုမ္ပဏီတွေရဲ့အရှိန်အဝါဟာဘယ်လောက်ထိအောင်ကြီးမားနေမလဲဆိုတာမတွေးရဲစရာပါနိုင်ငံရဲ့အတိုင်းအဝန်အလွန်ကိုကြည့်မယ်ဆိုရင်လေဒီလိုနည်းပညာကုမ္ပဏီတွေဟာလူတွေရဲ့စိတ်ဆန္ဒနဲ့ပင်ကိုသဘောတဘာဝတွေကိုတောင်မှသူတို့စိတ်ကြိုက်ဖြစ်အောင်ပုံသွင်းယူပြင်နိုင်ပါတယ်အချက်လက်တွေအရအမေရိကန်ပြည်သူတို့ရဲ့တနေ့တာ TikTok အသုံးပြုမှုဟာပြင်းပြအားဖြင့်တနာရီနဲ့အထက်ရှိတယ်လို့သိရပါတယ်။ TikTok လိုမျိုး social media တွေဟာအသုံးပြုသူတွေစီကို content တွေပြသရမှာ
algorithm ကိုအသုံးပြုပါတယ်အသုံးပြုသူရဲ့ history အလိုက် algorithm ကအလုပ်လုပ်တာဖြစ်ပြီး content တစ်ခုဟာအသုံးပြုသူရဲ့ဆန္ဒမပါပဲဘာကြောင့်သူကြည့်နိုင်တဲ့အဆင့်ထိရောက်တယ်လဲဆိုတာမျိုးကိုဘယ်သူမှမသိကြရပါဘူးဆိုလိုတဲ့သဘောကတော့ TikTok ရဲ့ algorithm ဟာ history ကိုအသုံးချပြီးလူတစ်ယောက်ကြည့်ကျင်တာတွေကိုပြသပေးသလို TikTok ကုမ္ပဏီကပြကျင်တဲ့ဗီဒီယိုတွေကိုလည်းပြပေးတာဖြစ်ပါတယ်ဒီလိုနည်းနဲ့ပဲနည်းပညာကုမ္ပဏီတွေဟာကမ္ဘာနိုင်ငံရေးအတွေးခေါ်စိတ်ကူးစိတ်တမ်းတွေရေစီးကြောင်းတွေကိုလိုသလိုမျိုးစိတ်ကြိုက်ပုံဖော်နေတာပါကျွန်တော်တို့ရဲ့မျိုးဆက်သစ်ကလေးတွေအနေနဲ့လည်းကျွန်တော်တို့ခေတ်ကလိုမျိုးမိဘဆရာပုံရင်းကျင်ရဲ့ပြုပြင်ထိန်းသိမ်းပက်ကင်ပေးမှုတင်တာမကပဲsocial media ရဲ့ပုံဖော်မှုကိုပါခံလာရတော့မှအသေးချပဲဖြစ်ပါတယ်စစ်တမ်းအချို့ရာကလေးငယ်တွေဟာလက်ရှိချိန်မှာ social media တွေကိုလိုအပ်တာထက်ပုံမဆွဲလန်းတာမျိုးတွေရှိနေပြီးအဲ့ဒါတွေကနေတဆင့်နည်းပညာကုမ္ပဏီတွေဟာကလေးငယ်တယောက်ကိုငယ်ရွယ်စဉ်ကတည်းကသူတို့ဖြစ်စေခြင်းရှိစေခြင်းတဲ့နိုင်ငံရေးအတွေးအမြင်တွေရှိလာအောင်ပုံသွင်းပေးလာနိုင်ပါတယ် social media တွေပေါ်လူတွေရဲ့ဆွဲလန်းမှုကလည်းလျော့သွားဖို့မရှိပဲတနေ့တခြားမြင့်တက်နေတာဆိုတော့နည်းပညာကုမ္ပဏီကြီးတွေစိတ်ကြိုက်ဖြစ်နေတာပါဒီလိုအခြေအနေတိုင်းသာဆက်သွားမယ်ဆိုရင်ကျွန်တော်တို့လူသားတွေရဲ့နေ့စဉ်လူနေမှုဘဝကိုထိန်းချုပ်သူတွေဟာနည်းပညာကုမ္ပဏီကြီးတွေပဲဖြစ်လာပါလိမ့်မယ်အဲ့ဒီနောက်မှာတော့နည်းပညာကုမ္ပဏီကြီးတွေကပဲကျွန်တော်တို့လူသားမျိုးနွယ်တွေရဲ့အနာဂတ်ကိုထိန်းချုပ်နေသူတွေဖြစ်လာပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကဘာကြီးရဲ့အနာဂတ်ကဘယ်လိုများဖြစ်နေမလဲတကယ်လို့အမေရိကန်နဲ့တရုတ်အစိုးရတွေသာသူတို့ရဲ့အဖွဲ့အစည်းကြီးတွေနည်းပညာကုမ္ပဏီကြီးတွေရဲ့လုံနိုင်စွမ်းနဲ့အရှိန်အဝါတွေကိုကောင်းကောင်းအသုံးချပြီးကမ္ဘာကြီးကိုလွှမ်းမိုးဖို့ကြိုးစားလာခဲ့မယ်ဆိုရင်အရင်တုန်းကစီးရေးတိုက်ပွဲကာလကို digital version မျိုးနဲ့မြင်တွေ့ရလာနိုင်ပါတယ်။တစ်ဖက်နဲ့တစ်ဖက်ဟာ digital platform တွေကိုအမျိုးမျိုးအသုံးချပြီးလူတွေရဲ့စိတ်ထဲကိုသူတို့ရဲ့အတွေးခေါ်တွေလမ်းစဉ်တွေကိုရိုက်သွင်းပေးနိုင်ပါလိမ့်မယ်။အဲ့ဒီကနေစီးပွားရေးနဲ့နိုင်ငံရေးအကူအပြောင်းတွေဖြစ်လာစေပြီးကမ္ဘာကြီးကိုပါမြေလှန်ပစ်သွားနိုင်ပါတယ်။ဒါမှမဟုတ်လဲနည်းပညာကုမ္ပဏီကြီးတွေကြောင့်ပဲကျွန်တော်ကမ္ဘာနဲ့အမေရိကန်နဲ့တရုတ်ရဲ့လွှမ်းမိုးမှုတွေအောက်ကနေလွတ်မြောက်ဧရိယာတွေရှာဖွေတွေ့ရှိလာနိုင်ပြီးအရာရာတိုင်းဟာနည်းပညာလည်းဖြစ်သွားနိုင်ပါတယ်။နောက်ပိုင်းမှာတော့နည်းပညာကုမ္ပဏီကြီးတွေအဖွဲ့အစည်းကြီးတွေနဲ့အစိုးရတွေကြားတောင်မှကြီးမားတဲ့အားပြိုင်မှုတွေဖြစ်လာနိုင်ပြီးအဲ့ဒီကနေတဆင့်အရွေးသစ်တွေပေါ်လာနိုင်ပါတယ်။ကုံပြောရရင်တော့အင်အားကြီးထွားလာတဲ့နည်းပညာကုမ္ပဏီကြီးတွေဟာအနာဂတ်မှာအစိုးရတရက်ရဲ့စီးပွားရေးနိုင်ငံရေးလမ်းစဉ်တွေကိုတောင်မှထိန်းချုပ်နိုင်တဲ့အဆင့်မျိုးကိုရောက်လာပြီးကျွန်တော်တို့ကမ္ဘာကြီးကိုအုပ်စိုးသူတွေဖြစ်လာနိုင်ပါတယ်။ Digital ကမ္ဘာကြီးကကျွန်တော်တို့စီကိုအရှိန်ဟုန်နဲ့ရောက်ရှိလို့လာခဲ့ပါပြီ။ဒါပေမဲ့လက်ရှိချိန်ထိတော့ကောင်းသောရောက်ရှိခြင်းမဟုတ်ကောင်းသောပြောင်းလဲခြင်းဟုတ်မနေပါဘူး။